ထိုင်းနိုင်ငံတွေမကဘဲနဲ့အိမ်နီးချင်းမြန်မာနိုင်ငံမှာပါဟိုလီတကြော်ဖြစ်သွားခဲ့တဲ့ပရီယောဆိုတဲ့မိန်းကလေးနဲ့သူ့ရဲ့တငယ်ချင်းတွေကျူးလွန်ခဲ့တဲ့လူသတ်မှုအကြောင်းကိုပြောပြပေးပါမယ်။ဒီအမှုက2018ခုနှစ်တုန်းကဖြစ်ခဲ့တာပါ။2018ခုနှစ်မေလ25ရက်နေ့မနက်ပိုင်းမှာထိုင်းနိုင်ငံကုတ်ကန်ခရိုင်ကရွာလေးတရွာမှာရွာသားတွေကတောရဲကိုသူတို့သွားရင်းနဲ့ထူးဆန်းတဲ့မြေချင်းတစ်ခုကိုတွေ့ခဲ့ကြတယ်ဒီလိုနဲ့သူတို့အဲ့ဒီမြေချင်းကိုတူးဖော်ဖယ်ရှားလိုက်တဲ့အခါမှာတော့အထဲမှာမြုပ်ထားတဲ့အနက်ရောင်ပလတ်စတစ်ပုံနှစ်ပုံကိုတွေ့ရပါတယ်အဲ့ဒီပုံထဲမှာအသက်22နှစ်အရွယ်နောင်အမ်ဆိုတဲ့မိန်းကလေးရဲ့ရုပ်အလောင်းရှိနေပါတယ်အလောင်းကိုလူမသိအောင်ဖျောက်ဖျက်ဖို့အတွက်ခန္ဓာကိုယ်ကိုနှစ်ပိုင်းပိုင်းဖြတ်ထားပြီးမှအဲ့ဒီပုံထဲကိုထည့်ပြီးတော့မြုပ်ထားတာလို့သိရတယ်။အလောင်းကိုအခုလိုလှုပ်ထားရဲဆိုတာကလူသက်သမားကသေဆုံးသူအပေါ်မှာအယမ်းနာကြီးနေတာဒါမှမဟုတ်ရင်အလောင်းကိုတေရလွယ်အောင်လှုပ်ထားတာမျိုးဖြစ်တတ်ပါတယ်။ဒီအမှုမှာတော့အဲ့ဒီယူဆချက်နှစ်ခုစလုံးပါဝင်နေတာကိုတွေ့ရပါတယ်။ရဲတွေစုံစမ်းစစ်ဆေးရဲ့အခါမှာနောက်ဆုံးတွေ့လိုက်ရတဲ့ CCTV မှတ်တမ်းအရဆိုရင်နောင်အမ်ကအဖြူရောင် SUV ကားတစ်စီးပေါ်ကိုတက်သွားတာတွေ့ရတယ်။အဲဒီကနေတဆင့်တရားခံတွေကိုဖော်ထုတ်နိုင်ခဲ့တာပါ။အဓိကတရားခံကတော့ပရီယောဆိုတဲ့မိန်းကလေးနဲ့သူ့ရဲ့တငယ်ချင်း၄ယောက်ပါ။သူတို့ဘာကြောင့်တက်ရတယ်လဲဆိုတဲ့အချက်ကနှစ်ချက်ရှိပါတယ်။တစ်ချက်ကတော့ရန်ညိုးကြောင့်ပါ။ပရီယောကသူ့ရဲ့ရည်စားဖြစ်တဲ့သူမွေးစေဝါအမှုနဲ့အဖမ်းခံရတာကသေဆုံးသွားတဲ့နောင်အမ်ကရဲကိုသတင်းပေးလို့ဒလန်လို့ဆိုပြီးတော့တထစ်ချယုံကြည်နေခဲ့တာပါနံပါတ်2ကတော့ပတ်စံကိစ္စကြောင့်ပါဒီသေဆုံးသွားသူနောင်အမ်ဆိုတဲ့ကောင်မလေးကပရီယောစီကနေပြီးတော့ဘတ်တောင်းကနန်းလောက်ပေါ့နော်အဲ့လောက်ကိုချီထားပြီးတော့ပြန်မဆက်နိုင်တာကလည်းသူ့ရဲ့ဒေါသကိုပိုကြီးစေခဲ့တယ်လို့သိရတယ်ပရီယောနဲ့အဖွဲ့ကနောင်အမ်ကိုအပြင်ခေါ်ထုတ်ဖို့အတွက်ဟောက်တဲ့တယောက်ကကားပေါ်မှာစောင့်နေတယ်ဆိုပြီးတော့လိန်ညာခဲ့တာပါအဲဒီနောက်မှာတော့နောင်အမ်ကသူတို့ကားပေါ်ကိုတက်လာတာနဲ့ပရီယောကနောင်အမ်ကိုစတင်ပြီးတော့ထိုးနှက်ခဲ့တယ်လို့သိရတယ်ပရီယောကနောင်အမ်ကိုသူဆုံးမယုံမဲ့ရည်ရွယ်တယ်လို့ထွက်ဆိုခဲ့ပေမဲ့နောင်အမ်ကနင်တို့ကိုငါပြန်တိုင်မယ်နင်တို့အားလုံးသေဖို့သာပြင်ထားလို့ပြန်ပြောလိုက်တဲ့အခါမှာတော့ပရီယောရဲ့ဒေါသကထိမရတော့ဘဲနဲ့နောင်အမ်ကိုလေဘေးညှစ်ပြီးတော့တတ်လိုက်တယ်လို့သိရတယ်လူသက်ပြီးရဲ့နောက်မှာတော့သူတို့ကအပန်းဖြေစကန်တစ်ခုမှာအခန်းငှားပြီးတော့လွှာတွေဓားတွေဝယ်ပြီးတော့အလောင်းကိုအပိုင်းပိုင်းဖြတ်ခဲ့ကြပါတယ်ပြီးတော့မှတောထဲမှာသွားပြီးတော့မြုပ်နှံခဲ့တာပါဒီအမှုကဘာဖြစ်လို့လူပြောများခဲ့တယ်လဲဆိုရင်တရားခံတွေရဲ့စိတ်နေစိတ်ထားကြောင့်ပါသူတို့ကလူသက်ပြီးရဲ့နောက်မှာမြန်မာနိုင်ငံတာချီလိပ်ဘက်ကိုထွက်ပြေးခဲ့ကြတယ်ထွက်ပြေးနေရင်းနဲ့တော့မှလူမှုကွန်ရက်ဒီ Facebook ပေါ်မှာပျော်ပျော်ပါပါသူတို့ဈေးဝယ်နေတဲ့ပုံတွေအေးအေးဆေးဆေးအပန်းဖြေအနားယူနေတဲ့ပုံတွေကိုတင်ခဲ့ကြတာပါဒီလိုနဲ့သူတို့ကိုဖမ်းမိပြီးတော့ရဲစခန်းမှာစစ်ဆေးနေတဲ့အချိန်မှာတော့ပရီယောနဲ့အဖွဲ့ကမျက်နှာပေါင်းတင်တာတွေမိတ်ကပ်လိန်တာတွေသူတို့ခေါင်းလေးတွေကိုပိုက်ပြီးတော့ရီမောနေကြတာတွေလုပ်ခဲ့လို့ထိုင်းလူမျိုးတွေအရန်လဲဒေါသထွက်ခဲ့ကြပါတယ်သူတို့မှာနောင်တဆိုတာလုံးဝမရှိတလို့ဖြစ်နေလို့ပါနောက်ဆုံးမှာတော့တရားရုံးကပရီယောနဲ့သူ့ရဲ့တငယ်ချင်းအိမ်တို့ကိုထောင်တန်းတသက်တကြွအပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်ဒါပေမဲ့သူတို့အပြစ်ရှိကြောင်းဝန်ခံခဲ့တဲ့အတွက်သူတို့ရဲ့အပြစ်ဒဏ်ကို short ပေါ့ပေးပြီးတော့ထောင်ဒဏ်34နှစ်နဲ့6လစီပဲကြာခံစေခဲ့ရပါတယ်ဒီအမှုကတရားရုံးကအပြစ်ဒဏ်ချမှတ်လိုက်ရုံနဲ့တင်ပြီးဆုံးသွားတာမဟုတ်ပါဘူးဒါကကိုရီးယားလူမှုအဖွဲ့အစည်းရဲ့အမောင်ဘက်အချမ်းကိုဖော်ပြနေတဲ့သင်ခန်းစာတစ်ခုကြီးဖြစ်တယ်လို့အတိတရားမဲ့တဲ့ဒေါသကဘလောက်ထိကြောက်ဖို့ကောင်းတယ်လဲဆိုတာကိုပြသလိုက်တဲ့တတိပေးခေါင်းလောင်းတန်တစ်ခုလည်းဖြစ်ပါတယ်ရုပ်ရည်လှပယုံနဲ့လူသက်သမားတယောက်ကိုအမွှန်းတင်ခဲ့ကြတဲ့လွဲမားတဲ့စံနှုန်းတွေဝိဆေးပွားရဲ့စိုးကျိုးတွေကအပြစ်မဲ့တဲ့အသက်တစ်ချောင်းကိုဘယ်လိုမျိုးရဲရဲဆက်ဆက်ခြေမွပြစ်နိုင်တယ်လဲဆိုတာကိုဒီအမှုကအသက်သေပြနေပါတယ်။သေဆုံးသူနောင်အမ်အတွက်တရားမျှတမှုရရှိခဲ့ပေမဲ့တရားခံပရီယောနဲ့သူ့ရဲ့တငယ်ချင်းတွေကတော့သူတို့ရဲ့ဘဝအကောင်းဆုံးအချိန်တွေကိုနောင်တတွေနဲ့အတူထောင်နှရံကြားမှာကုံဆုံးရတော့မှာပဲဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့မှုကင်းဖြစ်ရမှန်ဇာတ်လမ်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့ Cherry ရဲ့ channel ကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်။